Chichi Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဇလန်းလေးရဲ့အစ1962ခုနှစ်မှာတော့ပင်လယ်ပြင်ကြီးရဲ့အလဲမှာခုံမောင်းနေတဲ့အန်တိုနီယာဂရာဇာလို့ခေါ်တဲ့အီတလီဇင်ခံပျော်စည်းသင်္ဘောကြီးတစ်စီးကိုမြင်တွေ့ရမှာပါ။သင်္ဘောပေါ်မှာခရီးသည်တွေအများကြီးပါလာပြီးခန်းမထဲမှာပါတီပွဲကျင်းပနေကြပါတယ်။ Francesca ဆိုတဲ့အမျိုးသမီးကသချင်းဆိုဖျော်ဖြေနေပြီးအားလုံးကပျော်ရွှင်နေကြပါတယ်။တယောက်တည်းအဖော်မဲ့ထိုင်နေတဲ့ကလေးမလေးတယောက်ကိုသင်္ဘောကပတိန်ကတွဲကားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီလိုနဲ့ကပတိန်နဲ့ကလေးမလေးတွဲကားနေတဲ့အချိန်မှာပဲတစုံတစ်ယောက်ကသင်္ဘောရဲ့လီဘာတစ်ခုကိုသူတရဆွဲတင်လိုက်တဲ့အခါမှာတော့ပြေရော့နေတဲ့တပ်တူကျိုးတွေဟာရုတ်တရက်ဆွဲတင်လိုက်သလိုဖြစ်သွားပြီးအရှိန်နဲ့ခန်းမထဲမှာကနေနေတဲ့လူတွေအားလုံးရဲ့ခန္ဓာကိုယ်ကိုပိုင်းဖြတ်သွားခဲ့ပါတယ်။အရက်ပူးတဲ့ကလေးမလေးတယောက်သာဘာမှမဖြစ်ပဲကြံခဲ့ပေမဲ့သူမရှိကလူတွေတွေးတန်တရရဲ့တေဆုံးနေတာကိုမြင်ပြီးကြောက်လန့်တကြားအော်ဟစ်လိုက်ပါတော့တယ်။နှစ်ပေါင်း40ကြာပြီးတဲ့အခါမှာတော့ကမ်ပတိန်မာဖီဦးဆောင်တဲ့တင်မောပြက်ဆယ်ယူရေးအဖွဲ့ကိုမြင်တွေ့ရမှာပါ။သူတို့အဖွဲ့မှာမာဖီ၊မူရင်၊ဂရီယာ၊ဒေါ့၊မန်ဒါနဲ့ဆန်တိုးစ်တို့ပါဝင်ကြပြီးပင်လယ်ထဲမှာပြတ်နေတဲ့တင်မောတွေကိုရှာဖွေဆယ်ယူတဲ့အလုပ်ကိုလုပ်ကြပါတယ်။ဒီနေ့မှာတော့ဘားတစ်ခုမှသူတို့တောက်စားနေကြတော့ဂျက်ဆိုတဲ့လေရင်မောင်းမှုတဲ့ဆိုတဲ့ကောင်တစ်ကောင်ရောက်လာပါတယ်။ဂျက်ကပင်လယ်ပြင်အလယ်မှာတင်မောတစ်စင်းကိုတွေ့ခဲ့ကြောင်းရေချောင်းလမ်းနဲ့လွတ်နေပေမဲ့နိုင်ငံတကာရေပိုင်နက်ထဲမှာဖြစ်တဲ့အတွက်အရင်ဆုံးတွေ့ပြီးစိတ်ကန်းကိုဆွဲလာနိုင်တဲ့သူကပိုင်ဆိုင်မှာဖြစ်ကြောင်းသတင်းပေးလာပါတယ်။မာဖီတို့အဖွဲ့လည်းစိတ်ဝင်စားသွားပြီးရလာတဲ့အမြတ်ရဲ့100%လုံးကိုချက်ကိုပေးမယ်လို့သဘောတူကအာတစ်ဝါရီယာဆိုတဲ့တွဲတင်မောလေးနဲ့ခရီးထွက်ခဲ့ကြပါတယ်။ခရီးရှည်နေပြီးတဲ့နောက်မှာရေဒါပေါ်မှာတင်မောကြီးတစ်စီးကိုပေါ်လိုက်ပြောင်းလိုက်နဲ့မြင်နေရပါတယ်။ဒီလိုနဲ့သူတို့ရှာနေတော့သူတို့ရှိတက်တဲ့မှာတင်မောကြီးရုတ်တရက်ပေါ်လာလို့မနေထိန်နိုင်ရပြီးဝင်တိုင်းမိသွားပါတယ်။ကပတိန်မာဖီကဒီတင်မောဟာလွန်ခဲ့တဲ့နှစ်40ကအရေးပေါ်အချက်ပြမှုမရှိဘဲပျောက်ဆုံးသွားခဲ့တဲ့အန်တိုနီယာဂရာဇာဖြစ်မှန်သိလိုက်ရပါတယ်။အဖွဲ့သားတွေဟာတင်မောပေါ်ကိုတက်ရောက်စစ်ဆေးတဲ့အခါထူးခြားဆန်းကျယ်တဲ့အတန်တွေကိုစကြရပါတော့တယ်။မန်ဒါတယောက်ကျမ်းမြင်ကနေကြုံကြပြီးအောက်ကိုပြုတ်ကျသွားပေမဲ့မူရင်းကအချိန်မီဖမ်းဆွဲနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမူရင်းဟာကလေးမလေးတယောက်ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရပြီးမျက်တောင်တစ်ခတ်အတွင်းမှာပဲအဲ့ဒီကလေးမလေးပျောက်သွားပါတယ်။သူတို့ဆက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာတင်မောပေါ်မှာ digital နာရီတစ်လုံးကိုတွေ့လိုက်ရပါတယ်။လွန်ခဲ့တဲ့နှစ်40ကဒီလိုနာရီမျိုးမပေါ်သေးတဲ့အတွက်သူတို့မတိုင်ခင်ဒီတင်မောပေါ်ကိုတခြားသူတွေရောက်လာခဲ့တယ်ဆိုတာသိကြပါတယ်။နောက်တစ်နေ့တင်မောကိုစစ်ဆေးကြည့်တဲ့အခါတင်မောအောက်ဝမ်းဘိုက်မှာပေါက်နေပြီးရေတွေဝင်နေတာတွေ့ရလို့ပြုတ်ပြင်ပြီးမှဆွဲယူသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တင်မောကိုပြုတ်ပြင်နေကြတော့မူရင်းဟာရေကူးကန်နာကိုရောက်သွားပြီးရေကူးကန်ထဲကိုဆင်းကြည့်တဲ့အခါမှာနံရံမှာတနက်ကြည်စံရာတွေနဲ့ကြီးကွန်တွေကိုတွေ့လိုက်ရပါတယ်။ရေကူးကန်တွေကပြန်တက်တဲ့အခါမှာတော့ကောင်မလေးကိုရုတ်တရက်တွေ့လိုက်ရတဲ့အခါလန့်ပြီးနောက်ပြန်လဲကြပြီးခေါင်းပေါက်သွားပါတယ်။ချက်ကဘာဖြစ်တာလဲဆိုပြီးလာခေါ်တော့သူမလည်းထထွက်သွားပါတယ်။သူမရဲ့သွေးစားဟာရေကန်ထဲကိုကျသွားတဲ့အချိန်မှာရေကူးကန်နံရံကကြည်စံပေါက်ရာတွေကနေသွေးတွေစီးကျလာပြီးရေကန်တစ်ခုလုံးသွေးတွေပြည့်သွားကလူသေးလောင်းတွေပေါ်လာတာကိုတော့မိုးရင်းမမြင်လိုက်တော့ပါဘူး။မာဖီကကပတိန်ခန်းထဲကိုရောက်သွားပြီးမှန်ထဲမှာအရင်သင်းမောကပတိန်ဟောင်းကကိုထင်ပြလို့လန့်သွားပါတယ်။ဂရီယာကလည်းပါတီခန်းမှာထဲမှာဖရန်ဆက်စကာသင်းဆိုနေတာကိုမြင်နေရပြီးသူမရဲ့မြှူဆွဲမှုကိုခံနေရပါတယ်။အဲ့ဒီအချိန်မှာသူတို့လုံးဝမမျှော်လင့်ထားတာတခုဖြစ်လာပါတယ်။ဂျက်နဲ့မူရင်းတို့ဟာကားတစ်စီးတင်ထားတဲ့ကိုတောင်ထဲမှာရွှေတုံးတွေအပြည့်ရှိနေတဲ့တစ်တာတွေကိုတွေးလိုက်ရတာပါပဲ။အားလုံးကဝမ်းသာအားရဖြစ်သွားပြီးတင်းမောကိုမပြင်တော့ပဲရွှေတွေကိုယူပြီးပြန်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ပြန်ကြဖို့ပြင်ဆင်နေတော့မှပဲမမြင်ရတဲ့အရာတခုကသူတို့ရဲ့တင်းမောပေါ်ကဂတ်ဆိုးကိုဖွင့်လိုက်ပါတယ်။မူရင်းကိုကောင်မလေးကသတိပေးလိုက်ပေမဲ့အချိန်မမီတော့ပဲဂရီယာကဆက်နိုးလိုက်တဲ့အခါမှာတွဲတင်းမောကြီးပေါက်ကွဲသွားပြီးစက္ကန့်ထဲမှာရှိနေတဲ့အဖွဲသားဆန်တို့မိလောင်သေးဆုံးသွားပါတယ်။အခုတော့သူတို့မှပြန်ကြလမ်းမရှိတော့ပဲအန်တိုနီယာဂရာဇာတင်းမောကြီးကိုမဖြစ်မနေပြင်ရတော့မယ့်အခြေအနေကိုရောက်သွားပါတယ်။မူရင်းကကလေးမလေးအကြောင်းစုံစမ်းဖို့အခန်းတွေကိုလိုက်စားတဲ့အခါအခန်းတစ်ခုထဲမှာကျိုးဆွဲချသေးဆုံးနေတဲ့ကလေးမလေးရဲ့အယိုးစုကိုခြောက်ခြားစရာတွေ့လိုက်ရပါတယ်။ကာပွဲခန်းမှာထဲမှာတော့ဖရန်ဆက်စကာရဲ့ဝိညာဉ်ဟာဂရီယာကိုမြှူဆွဲဖျားယောင်းပြီးတင်မောအပေါ်ဓာတ်ကနေလိတ်ကျသွားအောင်တပ်ဖြတ်လိုက်ပါတယ်။ကပတိန်မာဖီဟာတင်မောကပတိန်ဟောင်းနဲ့စကားပြောနေပြီးကပတိန်ဟောင်းပေးတဲ့ဒိုင်ယာရီကနေတဆင့်အမှန်တရားကိုသိလိုက်ရပါတယ်။အန်တိုနီယာဂရာဇာတင်မောဟာလန်ခရီမှာလော်ရီလိုင်းဆိုတဲ့တင်မောတစ်စီးကိုကယ်ဆယ်ခဲ့ပြီးအဲ့ဒီတင်မောကနေရွှေတွေနဲ့အတူတဦးဒီသောအသက်ရှင်ကျန်ရည်သူကိုခေါ်တင်လာခဲ့တာပါအဲ့ဒီလူကိုကယ်တင်ပြီး2ရက်အကြာမှာပဲအန်တိုနီယာဂရာဇာပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်မာဖီကအဲ့ဒီအသက်ရှင်ကျန်ရည်သူရဲ့ဓာတ်ပုံကိုမြင်လိုက်ရတဲ့အခါအယမ်းကိုအံ့ဩသွားပါတော့တယ်မူရင်းကတော့ကောင်မလေးဝိညာဉ်ပြောပြလို့ဒီတင်မောပေါ်မှာလူတွေဘယ်လိုသေဆုံးခဲ့ရတယ်လဲဆိုတာကိုသိလာရပါတယ်ကောင်မလေးကသူတို့ရဲ့ဝိညာဉ်တွေဟာဒီတင်မောပေါ်မှာပိတ်မိနေပြီးလူသက်သမားကသူ့ရဲ့တတ်မှတ်အရေးအတွက်မပြေမချင်းသူတို့ကိုဒီမှာပဲချုံနှောင်ထားမှာဖြစ်ကြောင်းပြောပြပါတယ်
မာဖီကအမှန်တရားကိုသိသွားလို့တငယ်ချင်းတွေကိုပြောပြဖို့လာပေမဲ့သူ့ကိုမကောင်းဆိုးဝါးကစံတို့အယောင်ဆောင်ပြီးတော့မူရင်းတို့ကိုပြောမပြနိုင်အောင်နှောက်ယှက်နေပါတယ်။အဲ့ဒီအချိန်မှာမူရင်းရောက်လာတဲ့အခါမှာမာဖီကမူရင်းကိုစန်တိုစ်တို့မြင်ပြီးတတ်မိမလို့ဖြစ်ပါတယ်။ဒါကြောင့်အဖွဲ့သားတွေကမာဖီကယူသွားပြီဆိုပြီးရေးမရှိတော့တဲ့ငါးကန်ကြီးထဲမှာထည့်ချုပ်ထားလိုက်ပါတယ်။ကောင်မလေးကမူရင်းကိုအတိတ်ကာလ1962ခုနှစ်စီခေါ်သွားပြီးဖြစ်ရမှန်ကိုပြပါတယ်။တကယ်တော့လော်ရီလိုင်းတင်းမောကနေပါလာတဲ့တဦးဒီသောအသက်ရှင်ကျန်ရည်သူဟာတင်းမောသားတွေကိုမြှောက်ပေးပြီးရွှေတွေရဖို့အတွက်ခရီးသည်တွေကိုအစိတ်ခတ်တနက်နဲ့ပြေကျိုးနဲ့ပိုင်ပြက်ပြီးတက်ခိုင်းခဲ့တာပါနောက်ဆုံးမှရွှေတွေရသွားတဲ့အခါမှာဖရန်ဆက်စကာကအရာရှိတယောက်ကိုမြှောက်ပေးပြီးကျန်တဲ့တင်းမောသားတွေကိုတက်ခိုင်းဖရန်ဆက်စကာတယောက်တည်းကျန်တော့တဲ့အခါမှာအဲ့ဒီလူကဖရန်ဆက်စကာကိုပြန်တက်လိုက်နဲ့နောက်ဆုံးမှသူတို့အားလုံးတေဆုံးကုန်တာဖြစ်ပါတယ်အဲ့ဒီလိုအကွက်ကြကြစီစဉ်ခဲ့တဲ့တယောက်တည်းသောအသက်ရှင်ကျန်ရည်သူတည်းအခန်းကတော့သူတို့ကိုတင်မောစီကိုခေါ်လာခဲ့တဲ့ဂျက်ပဲဖြစ်နေတာကိုမမျှော်လင့်ပဲသိလိုက်ရပါတယ်။တကယ်တော့ဂျက်ဟာတာမန်လူမဟုတ်ပဲမကောင်းဆိုးဝါးငရဲသားဝိညာဉ်တစ်ခုဖြစ်ပြီးလူတွေကိုအပြစ်ကျူးလွန်အောင်မြှောက်ပေးကဝိညာဉ်တွေကိုငရဲပို့ဖို့စူးစောင်းနေတဲ့ဆိုးကော်လက်တာတယောက်ဖြစ်ပါတယ်။မူရင်းဟာအမှန်တရားကိုသိပြီးမာဖီကိုသွားခဲ့ပေမဲ့ဂျက်ကငါးကန်ထဲကိုရေးရေးဖြစ်ပြီးမာဖီကိုတက်လိုက်ပါပြီ။မူရင်းဟာမာဖီကိုမကယ်လိုက်နိုင်တဲ့အတွက်အရန်ကိုဝမ်းထဲကြေကွဲသွားရပါတယ်။မူရင်းဟာတော့ကိုဂျက်ကိုစောင့်ကြည့်ခိုင်းပြီးတော့အောက်ထက်ရေးစိုးထုတ်နေတဲ့အင်ဂျင်ငန်းထဲကိုဆင်းသွားပါတယ်။ဂျက်ကတော့ကိုလည်းတက်ပစ်လိုက်ပြီးတော့ရဲ့ပုံစံဖန်ကမူရင်းကိုလှည့်စားဖို့ကြိုးစားပါတယ်။ဒါပေမဲ့မူရင်းကရိတ်မိပြီးတင်မော့ကိုဖောက်ခွဲပစ်ဖို့ကြိုးစားပါတယ်။ဂျက်ကသူ့ရုပ်အမှန်ကိုပြပြီးတိုက်ခိုက်ပေမဲ့မူရင်းဟာဂျက်ကိုမြားနဲ့ပြီးဖောက်ခွဲရေးခလုတ်ကိုမြားနဲ့ပစ်လိုက်ပြီးတင်မော့ကြီးကိုဖောက်ခွဲပစ်လိုက်ပါတယ်။တင်မောကြီးနင်းမြုပ်သွားတဲ့အခါမှာတော့တင်မောပေါ်မှာပိတ်မိနေတဲ့ဝိညာဉ်တွေအားလုံးဟာလွတ်မြောက်သွားကြပြီးကောင်းကင်ဘုံကိုတက်လန်းသွားကြပါတယ်။မူရင်းတယောက်တည်းပင်ထဲမှာမျောပါရင်နောက်တစ်နေ့မှာခရုစင်မောတစ်စင်းကသူမကိုကယ်ဆယ်လိုက်ပါတယ်။စိတ်ကန်းကိုရောက်တဲ့အခါမှာတော့မူရင်းဟာလူနာတင်ကားပေါ်ရောက်နေတော့သူ့ကိုကယ်ခဲ့တဲ့ခရုစင်မောသားတွေဟာသူတို့တွေ့ခဲ့တဲ့ရွှေသစ်တာတွေကိုတင်နေတာကိုမြင်လိုက်ရသလိုမသေးဆုံးနိုင်တဲ့မကောင်းဆိုးဝါးချက်ကိုလည်းထပ်တွေ့လိုက်ရတဲ့အတွက်မူရင်းတယောက်ထဲလန့်တကြအော်ဟစ်လိုက်ရင်ဇလန်းလေးပြီးဆုံးသွားပါတော့တယ်။ဒီဇလန်းလေးမှာတော့လူတို့ရဲ့လောဘဒေါသတရားတွေကိုပေါ်လွင်အောင်ပြသထားပြီးအပြည့်ကင်းစင်တဲ့ကလေးမလေးကိုတော့မကောင်းဆိုးဝါးကမထိန်ချုံနိုင်ကြောင်းကိုမိမောင်းထိုးပြထားတာဖြစ်ပါတယ်။လူတွေဟာမကောင်းတဲ့လောဘဒေါသတွေကနေဘယ်တော့မှမလွတ်မြောက်နိုင်ပုံကိုလည်းပဲဖော်ပြထားတာဖြစ်ပါတယ်။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်သွားအောင်မှာမို့ Movie ပိုင်ချီချီ channel လေးကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။ See you